ကျွန်တော်တို့အမြုပ်ဆက်တွေမှာဆဆဖွင့်ဝင်ခြင်းအမြုပ်ကြီးလည်းထွက်မလာဘူးဘာမှထွက်မလာဘူးလို့ဆိုရှင်ပြည်ပြင်ထိမ့်သိရမယ်အကြောင်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြသသွားမှာဖြစ်ပါတယ်ဒီဟာဆိုဖုံးမြုပ်ဆက်ပါဒီမှာ power on off လုပ်ထားတယ် power on off လုပ်ထားတယ်တိုင်မားတွေကျွန်တော်တို့ဒီစိမ်းလေးကိုနှိပ်လိုက်လို့ရှင်အမြုပ်ပိုက်ရတယ်ရေးပြီးတော့အမြုပ်ထွက်မလာဘူးအဲ့ဒါဆိုလို့ရှင်ပထမဦးဆုံးလုပ်ရမယ့်အချက်ကဒီမော်တာနောက်မှာရှိတဲ့ပန်ကာအဖုံးလေးကိုဖြုတ်ရမယ်ဒီမှာပန်ကာအဖုံးလေးကိုဖြုတ်လိုက်လို့ရှင်ဒီမှာပန်ကာမှာမူလီလေးဒီမှာတစ်လုံးရှိတယ်ဒီဘက်ဘေးမှာတစ်လုံးရှိတယ်အဲ့နှလုံးကိုဖြုတ်ပြီးတော့ဒီအဖုံးလေးကိုအလွယ်တကူပဲဆွတ်ချုပ်လိုက်မယ်ဒါလေးကကျွန်တော်ကတိတိကျကျကျွန်တော်နေရာလေးလွတ်အောင်လို့ကျွန်တော်လုပ်ပေးထားတာရှိတယ်တချို့တွေမလွတ်ဘူးဆိုရင်လည်းဒီနောက်ကမူလီလေးလုံးကိုဖြုတ်ရမယ်လွတ်ပူပါတယ်ဒါလေးကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးဒီမှာပန်ကာကဆွတ်ထားတယ်ဆွတ်ထားတဲ့ဟာလေးကိုပန်ကာဆွတ်ထားတဲ့ဟာလေးကိုဒီမှာဝဲဦးလေးအပြားလေးနဲ့ကလော်ပြီးတော့ထုတ်လိုက်ရင်ဒီလိုလေးဘာမှဆွတ်ထားရုံပဲဘာမှမပါဘူးအဲ့တော့ဒီလိုဖြုတ်လိုက်ပြီးရင်ညာလေးကိုဒီလိုကလော်ပြီးဖြုတ်လိုက်ရင်ဒီဝင်ရိုးလေးထွက်လာလိမ့်မယ်ဒီဝင်ရိုးလေးကနည်းပလျာလေးနဲ့တူလေးနဲ့နည်းနည်းခောက်လိုက်ပြီးလို့ရှိရင်ဒီဟာလေးကိုဒီလိုရှေ့နောက်လေးလှည့်ပေးလိုက်လှည့်လိုက်လို့ရှိရင်ပန်ကာလဲသွားပြီဖြစ်ပါတယ်အဲ့တော့ပန်ကာလဲသွားလို့ရှိရင်ဒီအမြုပ်ဆက်ကကျွန်တော်တို့အလုပ်လုပ်လို့ရပါပြီအဲ့တော့ဒီပန်ကာလေးကဒီမှာကျွန်တော်တို့ကလိုင်းလိုက်တယ်ဒီလိုလေးတွေဘာဖြစ်လို့ကြက်သွားတယ်လဲဆိုတော့ကျွန်တော်အမြုပ်ဆက်တွေတုံးပြီးလို့ရှိရင်ဆေးရည်တွေမော်တာထဲမှာကြံခဲ့လို့ရှိရင်ရေနဲ့ဆေးနဲ့ကိုက်ပြီးတော့ရှေ့ကအင်ပယ်လာအုံထဲမှာညက်သွားတဲ့သဘောပါတို့အတွက်ကြောင့်ကျွန်တော်တို့ကတန်ကြီးကိုက်သွားတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုတို့ရှေ့နောက်လှည့်လို့ရအောင်ကျွန်တော်တို့လှုပ်လိုက်တယ်လှုပ်လိုက်လို့ရှိရင်ပြန်ပြီးတော့အသုံးပြုလို့ရပါပြီတန်မှာပန်ကာလေးကိုပြန်တက်လိုက်မယ်နောက်ပန်ကာလေးကိုပြန်တက်လိုက်ပြန်တက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဟာမောင်းကြည့်မယ်ပန်ကာလေးကိုခဏမောင်းကြည့်မယ်ဟောလဲဝိုင်းဒါနော်လဲဝိုင်းနော်ပန်ကာလဲဝိုင်းပန်ကာလဲဝိုင်းရပြီဒါဒီမော်တာအလုပ်လုပ်ပြီဒါဆိုရင်ရပြီနော်ပန်ကာဒီမှာခလုတ်လေးကိုနှိပ်မယ်ပန်ကာလဲဝိုင်းနော်ပန်ကာလဲဝိုင်းဒါဆိုရင်ဒီအမြုပ်ဆက်ကအသုံးပြုလို့ရပါပြီအဲ့တော့ကျွန်တော်တို့အသုံးပြုပြီးလို့ရှိရင်ရေနဲ့ဆေးပါမဆေးနိုင်ရင်လည်းနေတိုင်းအသုံးပြုတဲ့အချိန်မှာတစ်ခါတရံဒီလိုမော်တာလေးတွေကိုက်တတ်ပါတယ်ရေနဲ့ကိုက်တတ်ပါတယ်ကိုက်လို့ရှိရင်ဒါပြုတ်ခြင်းတဲ့နီးလေးပါဒီမော်တာတွေကတော့တစ်နှစ်ဝန်ထမ်းပေးထားတာများပါတယ်ကျွန်တော်ရှိမှာတော့9နှစ်တိတိ10နှစ်တိတိမပြတ်တဲ့မော်တာတွေဖြစ်ပါတယ်ဒီဟာလေးတွေကကျွန်တော်တို့နေတိုင်းတန်ရှင်းရေးလုပ်ပြီးရင်ဒီဟာတွေကကြာရှည်လဲပိုခန့်ပါတယ်နေတိုင်းတော့ရေနဲ့ဆေးပြီးဖို့ကျွန်တော်တတိပေးပါတယ်အသုံးပြုပြီးတိုင်းဒီမော်တာတွေကိုဒီပိုက်ထဲကနေရေသွင်းလိုက်ပြီးလို့ရှိရင်ဆေးပေးလိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်တို့တို့ကြောင့်ဒီပန်ကာလဲသွားပြီဆိုလို့ရှိရင်ဖုံးလေးကိုပြန်ဖုံးမယ်ဖုံးလေးကိုပြန်ဖုံးမယ်ဒီဖုံးလေးကိုပြန်ဖုံးလိုက်မယ်ဒါဆိုရင်ကောင်းမွန်စွာအလုပ်လုပ်လို့ရပါပြီဒါဆိုရပါပြီဒီမြုပ်ဆက်ကနှိပ်ထွက်ပါပြီမြုပ်ဆက်ကိုစမောင်းတဲ့အချိန်မှာလီပိုက်ဒီထပ်ထားတယ်ဒါကစီးရီဝင်တဲ့ပိုက်ပေါ့နော်အသင့်လောက်ထားတဲ့စီးရီဝင်တဲ့ပိုက် join ထားတယ်ဒီမှာ power ခလုတ်ကိုဖွင့်လိုက်တယ်ဘာမှမခက်ဘူးဟုတ်ပြီဒီဘားလေးကသူ့ဟာသူချိန်ပြီးသား